ယခုအေဂျင့်တိတ်ဆိတ်သောနေရာတစ်ခုမှာထိုင်မယ်လက်ထောင်သက်သားနဲ့ကြောယူကိုဖြောင်းဖြောင်းလေးထားပြီးတော့ဒူးပေါ်မှာလက်နှစ်ဖက်ကိုညင်သားစွာတင်ထားရအောင်မျက်လုံးလေးကိုမိတ်မယ်အသက်ကိုဖြည်းဖြည်းရှုသမယ်ညင်သားလေးရှုထုတ်လိုက်မယ်အသက်ရှုသွင်းလိုက်တိုင်းရှုထုတ်လိုက်တိုင်းမှာတင်းရဲ့ခန္ဓာကိုယ်ဟာပြေလျော့တာတယ်လို့ခံစားပါ cells တစ်ခုချင်းစီတိုင်းကစွမ်းအင်စီစစ်မှုကြောင့်နူးညံ့သိမ်မွေ့စွာတုန်ခါလာတာနဲ့အမျှတင်းရဲ့စွမ်းအင်နဲ့ပေတဲ့ကိုချင်းနှင်းဝင်ရောက်လို့လာပါပြီ Tesla လို့ခေါ်တဲ့စွမ်းအင်နဲ့ပဲဗုဒ္ဓဖျားရှင်ရဲ့အနေစာလို့တာရကပြခဲ့သောမတည်မြဲသောစီစဉ်မှုများထမှန်ပြီးတော့အသက်ကိုရှုသမယ်ကိုယ့်ရဲ့အသက်ရှုသံကိုအလင်းနှန်းလေးတစ်ခုအနေနဲ့စိတ်ကူးကြည့်အောင်မိမိတို့ရဲ့ခန္ဓာကိုယ်တစ်လျှောက်ကိုနူးညံ့စွာစီစဉ်နေတဲ့စွမ်းအင်အလင်းတန်းစွမ်းအင်စီချောင်းလေးတစ်ခုဖြစ်နေရှုသမယ်အသက်ရှုသွင်းတိုင်းကိုယ့်ရဲ့တတိဉာဏ်ပညာပို့ပြီးတော့ခြေပြန်လာတယ်ရှုထုတ်လိုက်တိုင်းနေနမိတ်ကန်တဲ့ချက်တွေမိမိပြောက်ွယ်သွားတယ်အခုမိမိတို့ရဲ့နှလုံးခုန်သံကိုသတိပြုကြည့်ရအောင်နှလုံးခုန်သံရွေထွေမှုလက်ဖွားထဲမှာတဆစ်စစ်နဲ့ခံစားမှုတွေရွာစီနဲ့ပြေးတက်နေတာလေးတွေဒါလေးတွေကိုသတိပြုကြည့်အောင်အခုကိုခံစားရသမျှအားလုံးဟာတကယ်တော့စွမ်းအင်ဖြစ်ပါတယ်ဘဝရဲ့စီချက်ဖြစ်တည်မှုတွေရဲ့ချိန်နှုန်းဖြစ်ပါတယ်အတွင်းစိတ်ထဲကိုအာယုံလေးစိုက်ပြီးတိုးလေးလိုက်ရွစုချမယ်အရာအလုံးဒီစွမ်းအင်ဖြစ်သည်အရာအလုံးဒီတုံခါလှူရှားနေသည်ငါသည်စကြဝဠာဤနယ်ပယ်စိတ်အပိုင်းတစ်ခုဖြစ်သည်ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာခိုင်မြဲတဲ့အရာအဖြစ်မခံစားတော့ဘဲနဲ့မရေမတွက်နိုင်တဲ့လိုင်းလုံးတွေဖြစ်နေ wave တွေဖြစ်စွမ်းအင်ရဲ့ကျေပြတ်တဲ့သမုဒ္ဒရာထဲမှာကာခုန်နေပြီးတော့ပျော်ဝင်နေတယ်လို့ခံစားလိုက်ရအောင်အခုကိုယ့်ရဲ့တတိကိုကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းတွေကခံစားမှုတွေစီကိုယူဆောင်ကြည့်ပါကိုဟာနှွေးထွေးမှုအေးမြမှုလှုပ်ရှားမှုဒုမောငြိမ်သက်မှုစသဖြင့်ခံစားနေရနိုင်တယ်ဘလို့ပဲခံစားနေရဒါတွေကိုဘလို့မျှဝေဖန်ခြင်းမပြုဘဲနဲ့တတိလေးနဲ့ပဲစောင့်ကြည့်မြင်ကမြလေးပဲမြင်ယုံကလေးပဲကြည့်ဝေဖန်နေကြည်ယုံလေးပဲကြည့်အခုကိုခံစားနေရတဲ့တုန်ခါမှုတစ်ခုချင်းစီတိုင်းကပြောင်းလဲသွားတယ်ပေါ်လာတယ်ပျောက်သွားတယ်အတွေးတွေလိုပဲအသက်ရှူခြင်းကဲ့သို့ပဲလင်းရောင်လေးကဲ့သို့ပဲတိုးလေးဆင်ခြင်ကြည့်ရအောင်ဘယ်အရာမှမတည်နေပါတကားအရာအလုံးဒီစီစဉ်ပြီးပြောင်းလဲသွားတယ်ပျောက်ကွယ်သွားတယ်ငါဟာလည်းအနေစာပြောင်းလဲခြင်းရဲ့သဘောတတ်ဆိုတာကိုတတိခံနေပါတကားဒါပေမဲ့အဲ့ဒီလှုပ်ရှားမှုတိုင်းမှာငြိမ်သက်မှုလေးရှိတယ်ချိန်နှုန်းတိုင်းမှာအတိညာဏ်ရှိတယ်အဲ့ဒီအတိညာဏ်ကိုတိတ်ကလေးစောင့်ကြည့်နေသူဖြစ်တယ်ဒီရာကဘယ်တော့အခါမှတုံခါခြင်းမရှိပြောင်းလဲခြင်းမရှိစွမ်းအင်အားလုံးပေါ်ပေါက်ရာအရင်မြဲဖြစ်ပါတယ်
အခုမိမိတို့ရဲ့ကြော်ယူတွေကတရက်စစ်အလင်းတန်းကလေးဟာခယူဘတ်ပုံစံလေးလှည့်လည်နေတယ်လို့စိတ်ကူးကြည့်ရအောင် Tesla ရဲ့ coin လိုပဲအသိဉာဏ်ပညာရဲ့ coin တစ်ခုအလားသက်ရှူသွင်းလိုက်တိုင်းဒီစွမ်းအင်စီးကြောင်းဟာကိုယ့်ရဲ့ခန္ဓာကိုယ်တစ်လျှောက် chakra area တွေကိုဖြတ်တန်းစီစဉ်ပြီးတော့ကိုယ့်ရဲ့ဖြစ်တည်မှုဉာဏ်အလင်းနဲ့အားဖြည့်နေတယ်ရှူထုတ်လိုက်တိုင်းမှာဒီစွမ်းအင်တွေဟာအပြင်ဘက်ကိုဖြာထွက်ပြီးတော့ငြိမ်းချမ်းမှုမေတ္တာတရားကြည်လင်မှုတို့ရဲ့မိုင်းလုံးတွေစကြဝဠာကိုပို့လွှတ်နေတယ်ကိုတိုးလေးပြောချင်မယ်ငါသည်ချိန်နှုံဖြစ်သည်ငါသည်တုံခါမှုဖြစ်သည်ငါသည်လှုပ်ရှားနေသောအတိညာဏ်ဖြစ်သည်မိမိတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာတန်လိုက်စက်ကွင်းတစ်ခုအလားတောက်ပနေတာကိုမြင်အောင်ကြည့်ပါစကြဝဠာရဲ့စီးချက်နဲ့အတူတူတစ်ဖြတ်ဖြတ်တုံခါလျက်မိမိရဲ့အသက်ရှူတဲ့နဲ့စကြဝဠာသည်တသားတဲ့အသက်ရှူလျက်အခုအချို့သောအသက်ရှူတဲ့များအတွက်တိတ်တိတ်ဆိတ်ဆိတ်လေးနာယူမယ်စัจจင်ဘတ်ဖြစ်တဲ့အရာတွေကိုခံစားကြည့်ငြိမ်သက်မှုတွေမှာလှုပ်ရှားမှုတွေရှိနေတယ်တိတ်ဆိတ်မှုတွေမှာအတန်တွေရှိနေတယ်ဗလာတွေမှာအလင်းတွေရှိနေတယ်ဒီမှာ Tesla နဲ့ Vipassana ရဲ့အနှစ်သာရဖြစ်ပါတယ်မဆုံးမရှိတဲ့စွမ်းအင်ထာဝရတည်မြဲတဲ့ငြိမ်သက်မှုတွေဟာယခုဆိုရင်တဟဇာတာဖြစ်စွာရှင်တွဲတည်ရှိလျက်ရှိတယ်နောက်ဆုံးဒီ affirmation လေးကိုပြောမယ်ငါသည်စောင့်ကြည့်သူဖြစ်ပြီးတော့စောင့်ကြည့်ခံရသောစွမ်းအင်လည်းဖြစ်တယ်ငါသည်ချိန်နှုံးဖြစ်ပြီးတော့၎င်းကိုစုပ်ကိုင်ထားသောနေရာလွတ်လည်းဖြစ်တယ်ငါသည်တန်ရှင်းပြီးဉာဏ်ရည်ထက်မြက်သောစွမ်းအင်ဖြင့်ဖွဲ့စည်းထားတယ်ငါ၏အတိဉာဏ်သည်အဖြစ်မှန်ကိုပုံဖော်ပြီးသောအလင်းဖြစ်တယ်ငါအတွင်းရှိတုံခါမှုတိုင်းသည်စကြဝဠာ၏ရောင်ပြန်ဟပ်မှုဖြစ်တယ်ငြိမ်သက်မှုတွေငါသည်အမြင့်ဆုံးချိန်နှုန်းကိုညှိယူနိုင်တဲ့သူဖြစ်တယ်အခုမိမိရဲ့ခန္ဓာကိုယ်ကိုအတိညာဉ်ဖြည့်ပြီးခြင်းပြန်လဲပြီးတော့ယူဆောင်တာပါတတိကပ်ပါကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ဝိုက်ပတ်ဝန်းကျင်တစ်ဝိုက်မှာရှိတဲ့လေထုကိုခံစားမယ်လက်ချောင်းလေးတွေခြေချောင်းလေးတွေကိုညင်ညင်သာသာလေးလှုပ်ကြည့်မယ်နောက်ဆုံးနက်နက်ရှိုင်းရှိုင်းအသက်တစ်ချက်ရှူသွင်းမျက်လုံးလေးတွေဖွင့်ပါကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးဟာတုံခါနေတဲ့အလင်းဖြစ်နေမြင်ကြည့်မယ်ယာယီခဏတော့တောက်ပါပြီးတော့တက်ဝင်နေတာတွေ့ရလိမ့်မယ်ဒီအသိဉာဏ်ပညာကိုမိမိရဲ့နေစဉ်ဘဝကိုယူဆောင်သွားပါအတန်တိုင်းအတွေ့တိုင်းတွေ့ဆုံမှုတိုင်းမှာစွမ်းအင်ရဲ့မတည်မြဲတဲ့ကခုန်မှုကိုမြင်ရမှာကိုဟာဒီအရာတွေနဲ့တီးကြဖို့ပါအောင်ဒါကလည်းကိုပဲဖြစ်ပါတယ် Namaste